ဆိုဒီမှာအံ့ဩမှုများနဲ့စမ်းကြဲသောရာအချစ်ဆိုဒီမှာလူသားတိုင်းရဲ့နှလုံးသားထက်ရှင်သခင်အချစ်ဆိုဒီမှာကြည်ကွယ်ခြင်းနဲ့မြေရှိတို့ရဲ့ကြပြအချစ်ဆိုဒီမှာခံစားချက်တို့မွေးဖွားရနေကြကဲဆိုရင်ချစ်ဟာဖြေရှင်းမရတဲ့ပြဿနာအချစ်ဟာဖြေရှင်းမရတဲ့ပုံစံငါကိုယ်တိုင်ချစ်ဟာဘာလဲမသိတော့ပါတခါတည်းချစ်ဆိုတဲ့ရာနဲ့ဆုံးစည်းလိုက်ချင်လေပုံလေးကသူ့ကိုပထမဆုံးကျွန်တော်စတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့ဒီကနေစပြီးတော့ကျွန်တော်ရင်ထဲကိုရောက်လာခဲ့အချစ်ဆိုဒီမှာကြည်နူးကြတဲ့ခိုင်လာမင်းတရားအချစ်ဆိုဒီမှာဝမ်းနေတဲ့ကနေမင်းကလေးကရာချစ်ဆိုဒီမှာဟိုတာစီရခဲအိseချင်းများစွာချစ်ဆိုဒီမှာအိမ်မက်များနဲ့အာယုံမြတ်တရားတကယ်ဆိုရင်ချစ်ဟာဖြေရှင်းမရတဲ့ပြဿနာချစ်ဟာဖြေရှင်းမရတဲ့ပုံစံချစ်ဟာဘာလဲမသိတော့ပါတခါတည်းချစ်ဆိုတဲ့ရာနဲ့ဆုံးစည်းလိုက်ချင်လေခါတည်းတော့ချစ်